ဘေးပေါင်းခြင်းနဲ့ရှိတော်နဲ့ကိုယ်ကလုံးထားတယ်ဖျားခင်ကိုချီးမွမ်းပြီးသူတစ်ပါးရှေ့လေမှာပုံတစ်တွေကောင်းဖြစ်စေပေါ်လို့မှာယနေ့အရာစီတိုင်းပေါ်မှာချီးမွမ်းနိုင်ခြင်းတက်တာကိုယနေ့ကောင်းချီးပေးပါယနေ့ကျွန်တော်တို့ချီးမွမ်းခြင်းအမှုအရာတွေလက်ခဖို့ပို့တယ်အရာစီတဲ့တက်တာမှာချီးမွမ်းခြင်းအမှုအရာကောင်းခြင်းမင်္ဂလာကိုခံစားစေတဲ့အရာစီတဲ့တက်တာတွေကိုရောချီးမွမ်းတဲ့တော်တော်ကောင်းသူတစ်ပါးချီးမွမ်းတဲ့တော်တော်ကောင်းချီးမွမ်းတတ်တော်တက်တာဖြစ်စေလို့ပါတီဆောက်စေလို့ပါဒီနေ့ရေမိုးရတဲ့တီခတ်ခြင်းမှုရတဲ့တော်ကောင်းပါဝင်စီစီကိုချုပ်ကိုင်ခြင်းအနောင်စာနဲ့တော်ကောင်းဒီနေ့အချိန်တိုင်းမှာချီးမွမ်းခြင်းစီစီနဲ့လာရောက်ပြီး